လုံးမိတ်မင်္ဂလာပါမိဖြစ်ပါတယ်မိဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ဂျပန်စာကိုခုမှစပြီးတော့လေ့လာမိတ်သူတွေအတွက်အခြေခံအကျဆုံးအရာဖြစ်တဲ့ဟီရာဂါနာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်တော့အဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်စီရင်ပထမဆုံးအနေနဲ့ဂျပန်စာမှာဟီရာဂါနာကာတာကာနာနဲ့ခန်းကြီးဆိုပြီးတော့ရေးသားစနစ်3မျိုးရှိပါတယ်ဒီဗီဒီယိုလေးထဲမှာတော့အခြေခံအကျဆုံးအရာဖြစ်တဲ့ဟီရာဂါနာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဘာမှဟီရာဂါနာအခရာ48လုံးရှိပါတယ်။ပထမဆုံးတစ်လုံးကတော့အာဒုတိယတစ်လုံးကတော့အီတတိယတစ်လုံးကတော့စတုတ္ထတစ်လုံးကတော့ပထမတစ်လုံးကတော့အိုဖြစ်ပါတယ်နောက်ထပ်တစ်လုံးကတော့ခခီခုခဲခိုဖြစ်ပါတယ်ဒီREUAO လာတိမယ်ဆိုရင်အောက်ကစလုံးတွေကလွယ်ကူပါတယ်ဘာဖြစ်လဲဆိုတော့ဒီ REUAO မှာ K ဒါမှမဟုတ် S ဒါမှမဟုတ် D ဒါမှမဟုတ် HM စတဲ့ B လေးတွေကိုပေါင်းသွားရုံနဲ့အတန်ထွက်လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့စရှိစုဆေဆိုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့တာချီတေတိုပဲဖြစ်ပါတယ်ဒီညမှာအရေးကြီးတဲ့တစ်ချက်ကဒီဆိုတဲ့စကားလုံးမှာလို့ထွက်ပါတယ်စုလည်းမဟုတ်တယ်လို့စုလည်းမဟုတ်ပါဘူးဖြစ်ပါတယ်မားလေးမားထားရှိကြတဲ့အတန်ဖြစ်တဲ့ကြောင့်တတိထားဖို့အတွက်အကြံပေးချင်ပါတယ်တစ်ခုကတော့နာနီနူနေနိုနောက်တစ်ခုကတော့ဟာဟီဖူဟေဟိုမာမီမူမေမိုယာယူယောလာလူလေရောဝါဝဒီဟီရာဂါနာ48လုံးကိုတော့ချရေးပြီးအလွတ်ချက်ပို့အကြံပေးချင်ပါတယ်ဒီဟာမရရင်ဂျပန်စာလုံးဝမရပါဘူးမကြီးတစ်ခုတည်းနဲ့ဂျပန်စာဘလို့မှဖတ်လို့မရပါဘူးဒီတကယ်လို့ဂျပန်လာမယ်ဂျပန်မှာကျောင်းတက်ချင်တယ်ဂျပန်မှာအလုပ်လုပ်ချင်တယ်ဆိုရင်တော့ဒီဟီရာဂါနာကာတာကာနာနဲ့ခန်းကြီးကိုမဖြစ်မနေတတ်ထားဖို့အရေးကြီးပါတယ်မဖြစ်လို့လဲဆိုတော့ဒီရောက်လာတဲ့ခါကျရင်ရိုမာကြီးဆိုတာကလုံးဝကိုများတော့ဖြစ်ဟိုတွန်းလို့မရှိပါဘူးများတော့ဖြစ်စကားလုံးတွေကခန်းကြီးဒါမှမဟုတ်ဟီရာဂါနာဒါမှမဟုတ်ကာတာကာနာကိုတုံးပြီးရေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟီရာဂါနာကာတာကာနာနဲ့ခန်းကြီးမရရင်ဂျပန်စာမဖတ်တတ်ပါဘူးအဲကြောင့်မလို့ဂျပန်စာဖတ်တတ်ချင်တယ်ဆိုရင်ဒီဟီရာဂါနာကာတာကာနာနဲ့ခန်းကြီးကိုလွတ်ရဖို့အရေးကြီးပါတယ်ဒီဂျပန်စာစတင်တော့ဆိုလဲပေါ့နော်ဒီဟီရာဂါနာကာတာကာနာခန်းကြီးလုံးဝမရခဲ့တဲ့အတွက်ကာတာကာစာအုပ်မှာရေးပြီးအချိန်ပေါင်းများစွာရေးပြီးကျင့်ခဲ့ပါတယ်အစပိုင်းမှာတော့ဒီရိုမန်ကြီးတွေကိုဒီဟီရာဂါနာကာတာကာအပေါ်မှာလိုက်ရေးပြီးမှတ်ပြီးတော့ပေါ့နော်ဥပမာခဆိုရင် KA ဆိုပြီးတော့လိုက်မှတ်ပြီးရေးပါတယ်ကိုကဒီ F5 level လောက်ဆိုရင်တော့အတင်ချင်းဆိုတော့မဖတ်တတ်ရင်တော့ခဲ့တယ်လို့ပဲ
K ခပေါ်မှာ KA လို့ရေးတာမျိုးဟပေါ်မှာ HA လို့လိုက်ပြီးရေးတာမျိုးရပါတယ်ဒါပေမဲ့ level မြင့်လာတော့အဲ့လိုမျိုးမလုပ်ဘူးအကြံပေးပါတယ်အဲ့လိုမျိုးလုပ်ရင်လုံးဝဒီ heat ဆိုတဲ့စကားလုံးတွေ့ခဲ့ရင်ဒါ HI ဆိုတာမရေးထားရင်ကွာဒါ heat ဆိုတာလုံးဝတိမှမဟုတ်တဲ့အတွက်ကြောင့်ဒီ hiragana katakana ကိုစာအုပ်တွေမှာချပြီးတော့ရေးပြီးတော့မှတ်သားဖို့အကြံပေးချင်ပါတယ်hiragana 48လုံးပြီးသွားရင်တော့ဂျပန်စာမှာ dakun နဲ့ han dakun ဆိုတာရှိပါတယ် dakun ဆိုတာ consonant voice ပြီးတော့ han dakun ဆိုတာကတော့ simple consonant voice ပဲဖြစ်ပါတယ် dakun ဆိုတာကတော့ဒီခုနပြောထားတဲ့ hiragana ပေါ်မှာတန်ဆိုတာလေးကိုပြီးတော့အတန်ကိုဖြည့်ပြီးရွှေ့ဆိုတာဖြစ်ပါတယ်ဒါကွန်နဲ့ဟန်ဒါကွန်ကဂျပန်စာမှာစုစုပေါင်း25လုံးရှိပါတယ်။ပထမဆုံးတစ်လုံးကတော့ဂဒုတိယတစ်လုံးကတော့ဂီတတိယတစ်လုံးကတော့ဂူစတုတ္တတစ်လုံးကတော့ဂေစမတစ်လုံးကတော့ကိုပဲဖြစ်ပါတယ်။အဲဒီလိုပဲစာဂျီစစေဆိုဒါချီစတေဒူအဘီဘူပေဘောနောက်ဆုံး၅လုံးကတော့ hand dakun ဆိုတဲ့တန်ကိုတဝက်ဖြည့်ပြီးရွတ်ဆိုရတာပါပါပီဘူပေဘူပါပီဘူပေဘူပဲဖြစ်ပါတယ်ဒါဆိုရင်တော့ hiragana လေးတည်သွားပြီ dakun နဲ့ han dakun နဲ့တည်သွားပြီဆိုရင်တော့နောက်တစ်ခုတည်ထားမှာကတော့ yon ပဲဖြစ်ပါတယ် yon ဆိုတာကကြတော့ပေါင်းဆက်ထားတဲ့အတန်တနည်းအားဖြင့်ချုပ်ထားတဲ့အတန်လေးဖြစ်ပါတယ်အဲ့ဒါတွေကတော့ kya q kyo kya kyu kyo sha shu sho ja ju jo cha chu cho nia view nyo nia view nyo hia hiu hio bia view bio bia view bio စားတဲ့ဒီရောအုံကတော့စုစုပေါင်း33လုံးရှိပါတယ်။ဒါဆိုရင်တော့ဒီဗီဒီယိုလေးထဲမှာတော့ hiragana 48လုံး dakun နဲ့ han dakun စုစုပေါင်း25လုံးနဲ့ရော33လုံးကိုသင်ကြားပေးသွားတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဗီဒီယိုထဲမှာတော့ katakana နဲ့ဆိုင်တဲ့ dakun han dakun ရောအနေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်။ Bye bye